မိမိရဲ့အသက်ကိုရှင်းနဲ့စားလို့တစ်ကျွင်းနှစ်ကျွင်းအင်္ဂါသားသမီးတွေဟောပြီးမှာပေါ့နော်အဲ့တော့မိမိတို့အတွက်အသုံးတဲ့ရင်တော့ save ထားပါအသုံးမတဲ့ဘူးဆိုရင်လည်းလက်ခံ share လေးတော့လုပ်ပေးပါအင်္ဂါသားသမီးတွေကအသက်ကိုရှင်းနဲ့စားလို့တစ်ကျွင်းနှစ်ကျွင်းရင်ကိုမကျွမ်းကျင်တဲ့လုပ်ငန်းမှာပြောင်းတာမျိုးငွေရင်းတာမျိုးမလုပ်ပါဘူးအလုပ်ထွက်လိုက်တယ်ဆိုရင်အလုပ်ကပြန်ရှာလို့မရတော့ဘူးမကျွမ်းကျင်တဲ့လုပ်ငန်းမှာပတ်စံနေရင်းလိုက်ပြီဆိုရင်စုံသွားတော့မယ်နောက်တစ်ခုကကြတော့လူလွတ်တယ်ဆိုရင်ကိုယ်သဘောနဲ့ကိုလိုက်ပြေးတယ်ဆိုပါတော့အစင်မပြေတော့အစင်မပြေဘူးဆိုတော့နှစ်ဖက်အမျိုးတွေကြမှာညုံညုံညင်ညင်နေရတာပေါ့နော်နောက်ပြီးတော့အိမ်အောင်တွေဆိုလို့ရှိရင်စိတ်ကုံလာတယ်ကွဲရှင်စိတ်တွေဖြစ်လာတတ်တယ်မလောက်ပါနဲ့သူကအင်္ဂါသားသမီးတွေကအသက်ကိုရှင်းတဲ့စားလို့1 2 3 4ကျွင်းနေတယ်မြအိမ်အောင်ရေးကိုသူကကွဲချင်းလှုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကွဲရင်လည်းကိုပြစ်ပြောခံရမယ်ပြုတ်ရင်လည်းကိုပေးဆက်ရမယ်အဲ့တော့ကဲလို့ပြုတ်ပြီးသွားရင်တော့မှကွဲဖို့မစင်စားပါနဲ့နော်နောက်တစ်ခုကကြတော့ပတ်စံရှိလို့ရှိရင်လူမုံများတဲ့နှစ်အဲ့တော့ပတ်စံရှိရင်ကိုကကြစ်ကြစ်လေးလေးနေလိုက်ထဲထဲဝါဝါသုံးဟဲဆွဲရဝှဲဝဲအဲ့လိုမျိုးတွေမလုပ်ပါနဲ့လုပ်လို့ရှိရင်လူမုံခံရလိမ့်မယ်ရှိလို့ရှိရင်လာချိကြမယ်ပေးရင်လည်းစုံမယ်မပေးရင်လည်းမုံမယ်တောင်းရင်လည်းအစော်ကားခံရမယ်အဲ့တော့ဒီဟာလည်းမလုပ်ရဘူးနောက်တစ်ခုကအဲ့ဒီလိုနှစ်မျိုးတွေမှာနာရေးပုတ်လို့မဖြစ်ပါဘူးကျမတို့အာတုဘရင်တွားလို့ရတယ်တင်းချိုင်းမျိုးမနေမှာနဲ့တင်းချိုင်းမျိုးကိုနင်းပြီဆိုလို့ရှိရင်ကောင်းတဲ့ဟောချက်တွေကဆုံးရှုံးသွားရောဆုံးရှုံးသွားတဲ့အပြင်ကိုအဲ့ဒီအချိန်မှာကိုယ်ကျမ်းမာရေးချူချနေတယ်ဆိုတော့စိတ်မတူဘူးဖြစ်တယ်ကူရတာကြာတာပေါ့နော်နောက်ဆွေမျိုးဒါကလူကြီးပိုင်းပေါ့နော်လူကြီးပိုင်းတွေကကြတော့ဆွေမျိုးမိဘဂျားမှာအဲ့တော့ဆွေမျိုးကိုကျွန်တော်တို့ကဂျားမှာမညက်စင်နဲ့ဆိုတာအဝေးရပဲထောက်ပံ့ကိုယ့်ဘောခေါ်တင်တာကိုလိုက်ရှင်းတာမလုပ်နဲ့ဘာဖြစ်လို့စော်ကားခံရမှာအဲ့တော့မိဘနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်တိုင်းမကြစရာဖြစ်တယ်မိဘလည်းကိုယ်ကြည့်မရဖြစ်တယ်ကိုယ်ကလည်းမိဘကိုစိတ်တိုင်းမကြဖြစ်တယ်အဲ့တော့မိဘတွေဟိုစော်ကားတာမျိုးမလုပ်ပါနဲ့ပတ်ဝန်းကျင်ဆက်ဆံရေးမှာလူမုန်းခံရလိမ့်မယ်ကိုယ်သားသမီးရှိရင်စုံမခက်လိုက်မယ်ပြိုရွယ်သူတွေကြတော့အဲ့နှစ်မှာအချစ်ရေးကိုဒီပညာရေးထဲအချစ်ရေးကိုဦးစားပေးခြင်းတယ်အဲ့ဒီကိစ္စမလုပ်ပါနဲ့ဘာဖြစ်လို့လဲဆိုရင်မိမိတို့လမ်းကြောင်းမှားသွားလိုက်မယ်နော်အဲ့တော့ဒီတားမြင့်ချက်ကလေးတွေကဆင်ကျင်လို့ရှိရင်လူတိုင်းဟာကြောက်စရာအကြောင်းမရှိဘူးဘလောက်ပဲကန်နေကြက်စရာအကြောင်းမရှိဘူးအဲ့တော့ဒီအခုပြောတဲ့ချက်ကလေးထိမ့်မဲ့ဆိုရင်မိမိကျွမ်းကျင်တဲ့လုပ်ငန်းငွေမစုနိုင်ဘူးရက်တည်နိုင်မယ်အလုံးမပြုတ်တော့ဘူးနော်ဘယ်လိုမထိန်တော့တာလုံးပြုတ်ကိုပြုတ်တာနောက်တစ်ခုကကြတော့လူငယ်တွေမှာကြတော့ပညာသင်တန်းရဝေးခီးဖော်ပါခီးမိတ်ဆွေသေးလူမျိုးကြားရဝေးမြေချကူညီလိုက်မယ်လူကြီးတွေမှာကြတော့ရွှေပြန်ဝင်မယ်မြေအမွေဝင်မယ်အိမ်သုံးလျှက်စစ်ပစ္စည်းတွေဝင်မယ်ရဝေးမြေချလူမျိုးကြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တဲ့သူတွေအတွက်ကအဆင်ပြေလိုက်မယ်အဲ့ဒီလူတွေရဲ့ထောက်ပံ့ကူညီမှုကိုလည်းရရှိလိုက်မယ်အဲ့တော့လူဆိုတာကန်နေငိမ့်မြင့်ချင်းဖြစ်နေတာမှန်တယ်ဒါပေမဲ့စိုးရင်စရာအကြောင်းမရှိတော့ဘူးကျမ်းမာရေးအနေနဲ့ကြတော့အာယုံကြောတို့အဲ့လိုမပြောတာအေးမွားတာပြီးရင်စိတ်တက်ကြတွေးတက်ကြတွားနော်ခါချက်တော့ဥပတ်ပေးမယ်အဲ့တော့ငွေရှိရင်ထောင်မနေဘူးအတုပမပို့ဘူးဟလာအိမ်အောင်တွေဆိုရင်အိမ်အောင်ရေးဆွေမျိုးရေးပြဿနာမတက်အောင်နေမယ်ဆိုရင်ကြီးမမစိုးရင်စရာမလိုဘူးလူငယ်တွေအနေနဲ့ကတော့ပညာသင်တန်းတွေဖိဖိစီစီစူးစမ်းသင်တယ်လိမ်မာတဲ့လောက်လေမိဖအတိုင်းဝိုင်းဆင်ပြေမယ်မိဘအတိုင်းဝိုင်းကိုစော်ကားတဲ့ကလေးတွေမှာကြတော့ဘာဖြစ်တယ်လဲဆိုတော့သူတို့အတွက်ငွေလိုအပ်ရင်သူတို့ကိုထောက်ပံ့တဲ့အကြီးအကဲကဘလောက်ပဲချမ်းသာဘလောက်ပဲအဆင်ပြေအထင်ငေါ်လေးတွေဖြစ်လိမ့်မယ်ဒါအင်္ဂါသားသမီးအသက်ကိုရှင်းနှံစားလို့
တစ်ကျွင်းရင်နှစ်ကျွင်းရင်ဟောဖြစ်ပါတယ်စိတ်ချမ်းသာကိုယ်ချမ်းသာပါစေ